အားလုံးမင်္ဂလာပါဒီနေ့ကကျွန်တော်ကမြန်မာပြည်ချင်းပွဲပေါ့ချင်းပွဲနဲ့ပတ်သက်ပြီးချင်းနဲ့ပိုက်ချော်ချင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော် blog လေးတစ်ခုလုပ်ပေးချင်ပါတယ်ဆိုတော့ဒီချင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ fighter တွေထဲမှာကန်ကြတာတော့ကျွန်တော်တို့ biking တွေကန်ကြတယ် score တွေကန်ကြတယ်ပေါ့နော်အများအဖြစ်ကတော့ကျွန်တော်တို့ဒီ international အသုံးပြုသလိုဆိုရင်တော့ဒီကျွန်တော်တို့ဒီ biking နဲ့ဒီ crew နဲ့ပဲကန်ကြတာပေါ့နော်ဆိုတော့မြန်မာပြည်ရဲ့ခြေစားကစားသမား national ကစားသမားတွေထဲမှာ crew ကန်တာကစား crew ကန်တဲ့ကစားသမားကအရင်အများကြီးတော့မဟုတ်အဲ့ထဲမှာ crew ကန်တာလှလှပပကန်တဲ့ကစားသမားကျွန်တော်ကြိုက်ဆုံးကစားသမားအချို့ရှိတယ်ပေါ့နော်ဆိုတော့ crew ကန်တဲ့ထဲမှာကျွန်တော်တို့အရင်ကတည်းကတည်ကြတဲ့ဆိုကိုဘောစီကန်မယ်ကိုမင်းသားကြီးကန်မယ်ကျွန်တော်ဖိုးတဲလဲကန်မယ်ရှိန်လေးကကျတော့တကယ်တမ်း backing သမားတစ်ခါလေးသူ crew ကန်တယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့လှလှပပကန်တာကိုလှကုန်ကြီးကန်တယ်ကျွန်တော် Netlin ဘယ်လေးဆိုလဲဖွားပုတ်တယ်လို့ဖွားလဲပုတ်တယ်ဒါပေမဲ့ Netlin ဘယ်လေးလဲ crew ကန်တယ်သူလဲ crew လှဲ့တာလေးတွေလှတယ်ဗျပြီးတော့ကျွန်တော်တို့ခစ်ချောင်းသားဘယ်လေးသူလဲကန်တယ်ပြီးရင်ကျွန်တော်တို့အောင်လေးကန်တယ်ဗျနော်ပြီးရင်ပလာတာကန်တယ်ပလာတာကတော့ကန်ပြီးမဲ့ crew ကျွန်တော်အရင်ကြိုက်တယ်တော့မပါဘူးစစ်လင်းထုတ်ကန်တယ်ဒါမျိုးတွေပေါ့နော်ဒါထားလိုက်တော့ကျန်တဲ့လူတွေလည်းရှိကောင်းရှိလိမ့်မယ်အဲ့ထက်အောင်မှာ crew ကန်မြန်မာပြည်ကကျွန်တော်တို့ချင်းလောကတမချင်းလောကကချင်းသမားတွေမှာ crew ကန်တာအလှဆုံးထူဆိုရတယ်ပေါ့နော်ထိုင်းနေနဲ့လည်းပုံစံတူပြီးတော့ကျွန်တော်အကြအလှတာရောခရိုကန်တာကြိုက်တာဆိုကျွန်တော်ကဖူးသေးကိုကျွန်တော်ကြိုက်တယ်ဗျဖူးသေးရဲ့ခရိုရဲ့ကန်ပေါက်ကိုလှဲ့ပေါက်ကိုကြပေါက်ကိုကျွန်တော်ကြိုက်တယ်ခရိုကန်တဲ့ထဲမှာကျွန်တော်တို့ဒီကြမ်းထန်ဟိုဘယ်လိုပြောမလဲဗျာအုံတိုင်းဝုံတိုင်းဆိုပြီးဒါပဲကြမ်းတာအခုချိန်ဒီအသက်40ကျော်50နီးပါးဖြစ်နေတယ်မင်းသားကြီးပဲမင်းသားကြီးရဲ့ခရိုကလည်းဆောင်းရင်ကြမ်းတယ်ကျွန်တော်သူတို့နှစ်ယောက်ကတော့ကျွန်တော်ကြိုက်တဲ့ထဲမှာပါတယ်ကိုလာကုံကြတော့ Ronaldinho ဟိုကြီးပေါ့ကိုလာကုံရဲ့ crew လည်းကြိုက်တယ်ကိုလာကုံရဲ့ crew ကလည်းအတားလေးသူကစက်ခနဲ့လှဲ့တဲ့ crew မျိုးပေါ့ကြိုက်ပါတယ်ကျွန်တော်သူ crew လည်းဒါပေမဲ့ကျွန်တော်ကတော့ပြောရရင် crew ကိုဆိုရင်ကျွန်တော်ဖူးသေးရဲ့ crew ကိုကြိုက်ဆုံးနေမှာပါတယ်ခင်ဗျ backing ကတော့ကျွန်တော်ကိုစော်လက်ကြီးတို့လည်းလှတာပေါ့နော်backing တို့ဆိုရှိန်လေးတို့လည်း backing ကန်တာလေးတွေလှတယ်ဗျအာကြီးကကျတော့ backing ကန်တာကောင်းတယ်ဒါပေမဲ့အာကြီးရဲ့ backing ကန်တာကတော့ကျွန်တော်တိတ်လှတယ်လို့ကျွန်တော်တော့မမြင်ဘူးကျွန်တော်အကြိုက်ဆုံးက crew သမားကတော့ crew သမားဆိုတဲ့ crew ကန်ချက်လှတာတော့ကျွန်တော်အကြိုက်ဆုံးကတော့ဖိုးတဲပါပြီးရင်မင်းသားကြီးရဲ့ crew ကန်ချင်းတွေကြိုက်တယ်ဗျဆိုတော့ခင်ဗျားတို့လည်းခင်ဗျားတို့ကြိုက်တဲ့ကစားသမားနဲ့ကျွန်တော်မေ့သွားတဲ့ကစားသမားရှင် comment မှာဝင်ပြီးမှတ်သွားပြီးလို့ရပါတယ်အားလုံးပဲကျေးဇူးများတင်ပါတယ်ခင်ဗျာ